ကောမီပိုင်28ဂန်းငယ်အပိုင်တတင်စဗလီဗုဒ္ဓနံတပ်ပိဝေရောစနာမကတဏ္ဍရှိတဝါဗလီဒေနံရာဟုဗဒ္ဒမုဘာဂမောကောမီဒါပိုင်ဂန်းငယ်ကိုမသွားခင်ပေါ့နော်ဒါမနေ့ကအပေါ်အထဲမှာနာမုစီဆိုတဲ့အကြောင်းအရာလေးနဲ့ရှင်းပြခြင်းဒီနာမုစီဆိုတာဓမ္မနတ်ကိုပြောတယ်လို့ဒါမနေ့ကပြောခဲ့တယ်ပေါ့နော်ဓမ္မနတ်ဆိုတာကညက်ပြီး6ထပ်တယ်မှာဟိုးအမြင့်ဆုံးပရဏိမိတဝတ္တဝတ္တိနတ်ဘုံမှာနေတယ်အဲ့လိုနတ်ပြည်6ထပ်မှာအမြင့်ဆုံးနေတဲ့မာနတ်ကဒါဘာဖြစ်လို့ဒါအတုရာတွေနဲ့လာပေါင်းလေအတုရာဆိုတာကဟိုးမြင့်ဘုတောင်ရဲ့အောက်ဖျားကသမုဒ္ဒရာထဲမှာနေတယ်လေသူကဘာလို့လာပေါင်းလဲဆိုလို့ရှိရင်ဒါပါဠိစကားရက်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုရင်ဓာတုသောဘိက္ခဝေတဲ့တတ္တာတန်တန်တန်ဒီတဲ့ဒါဓာတုတန်ယုံမှာပါတယ်နော်ဓာတ်သဘောချင်းတူများတဲ့အတွက်ကြောင့်မလို့ပေါင်းစုံမိတယ်တဲ့ဘလို့ဓာတ်သဘောတူလဲဆိုလို့ချင်းသာသနာတော်မှာဓာမတ်၄ပါးဆိုတာရှိတယ်ပေါ့နော်တောတာပတိမတ်တို့တက္ကတကမိမတ်တို့အဲ့ဒီမတ်တွေရောက်သွားလို့ရှိရင်ဒါတန်တရာကကျွတ်ပြီပေါ့တောတာပန်ဆိုရင်လည်းဒါအလွန်ဆုံး9ဘဝပဲအဲ့ဒါပြီးလို့ရှိရင်ဒါနိဗ္ဗာန်ရောက်ပြီအဲ့ဒီမတ်တွေကိုဒါတမ္မတ္တနိယမမတ်လို့ဆိုတယ်ပေါ့နော်အဲ့ဒီတမ္မတ္တနိယမမတ်ကိုတဲ့ဒီအတုရာတွေကလည်းဘယ်တော့မှအဲ့ဒီမတ်ကိုအရိယာမတ်ကိုလိုချင်တဲ့ဆန္ဒမရှိဘူးတဲ့ဒီမာနတ်ဆိုတဲ့ဘယ်လိုပြောမလဲနတ်ယုတ်ကလည်းပေါ့နော်အဲ့တမ္မတ္တနိယမမတ်မှာဘယ်တော့မှလိုချင်တဲ့ဆန္ဒမရှိဘူးတန်ត្រာကမထွန်းမြောက်ချင်ဘူးပေါ့ဒီတန်ត្រာတွေကိုပဲလေနေတာကြိုက်တဲ့ကောင်တွေပေါ့ဒါကြောင့်မလို့ဒါအတုရာတို့ရဲ့နေရာကမဟာသမုဒ္ဒရာဖြစ်တယ်မာနတ်ရဲ့နေရာကဟိုးပရဏိမိတဝတ္တဝတ္တိနတ်ဘုံဖြစ်ပေမဲ့လို့ဒါအလွန်မဲ့ဝေးကွာပေမဲ့လို့နော်ဒီကောင်တွေကဓာတ်သဘောချင်းတူတဲ့အတွက်ကြောင့်တဲ့ပေါင်းစုံမိတယ်ဒီညမှာမှတ်သားစရာတစ်ခုရှိတာဘာလဲဆိုရင်ဓာတ်သဘောချင်းတူတယ်ဆိုလို့ရှိရင်ဘလောက်ပဲဝေးပြန်ပြီးတော့ချိတ်မိတာပဲเนาะအဲ့သဘောတရားလေးရှိတယ်ပေါ့ဒါနာမုစီနဲ့ပတ်သက်လို့ကောင်းပြီအဲ့ဒါပြီးတော့ဒါခန်းငယ်အပိုက်ကိုဆက်သွားမယ်ဒီခန်းငယ်ဘက်ကဘာပြောလဲဆိုရင်ဒါဗလီအတုရာကြီးဆိုတာရှိတယ်သူဗလီအတုရာကြီးရဲ့သားတွေရဲ့နောက်တစ်ချက်ကအယံနာမည်ကြီးတဲ့ဒါယာဟုအတုရိန်ပေါ့เนาะယာဟုအတုရိန်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒီနံပါတ်ခန်းငယ်ကဒါနောက်တစ်ကြောင်းကဟိုဘက်မှာရောက်နေတယ်ဗာလဲတမယောဓာနိဗတ္တံတိဘိက္ခုနံတမိတေဝနံတဲ့အဲ့ဒီကြောင်းရဲ့အထိပ္ပယ်ကဘာဆိုလို့လဲဆိုရင်ဒါဗလီအတုရာကြီးရဲ့တာတိယာကယာဟုအတုရိန်ကျန်ချိကပ်ပြီးတော့ရှင်မင်းကြီးဒါမြတ်စွာဘုရားမဟာအောင်တော်ထဲမှာမဟာသမယတို့ကိုဟောနေတယ်ဒါသွားပြီးတော့နာရအောင်ဆိုတော့ဒါစေဝတ္တဇာတွေနဲ့ယာဟုအတုရိန်ကိုသွားပြီးတော့အဖို့ညှိတဲ့စကားလေးကိုပြောတယ်ပေါ့နော်ဒါကြောင့်ဒီပိုက်မှာကဘာပြောလဲဆိုရင်ဗလီဗုဒ္ဓနဲ့ဗလီဆိုတဲ့အတုရာကြီးကတော့တည်သွားပြီးဒါသူသားတွေလာတယ်ပေါ့နော်ဒါယာဟုအတုရိန်ရဲ့နာမည်ပြောင်းကဝေရောစလို့အမည်ရတယ်ယာဟုဗဒ္ဒမုဘာဂမောနဲ့ဒီနေရာမှာယာဟုအတုရိန်နဲ့ပတ်သက်လို့လည်းတိတင်တိထက်တာတစ်ချက်တော့ရှိတယ်ဒါပါလဲဆိုရင်ယာဟုအတုရိန်ဘယ်လောက်ကြီးလဲဒါနာမည်ကြီးတယ်ပေါ့နော်ယာဟုအတုရိန်ဆိုတာကပါဠိတော်မှာဆိုရင်ဒါတုတ်တံပိဋကတို့ထာဂရာမှာဆိုလို့ရှိရင်ယာဟုအတုရိန်ရဲ့အရက်မောင်းကအလုံးအင်မတန်မှကြီးတယ်သူ့အသေးစိတ်ဒီဘယ်လောက်ထိဖော်ပြထားလဲဆိုရင်သူ့ရဲ့အရက်မြင့်နော်သူ့ရဲ့အရက်မြင့်ကယူဇနာပေါင်း4000နဲ့800ရှိတယ်ဒါတီယူဇနာကို8မိုင်လုံးနဲ့တွက်ကြည့်ဒါမိုင်ပေါင်း3800လောက်ရှိတယ်တဲ့เนาะဒါလက်မောင်းတစ်ဖက်အကျေဆိုရင်လည်းယူဇနာ1200ရှိတယ်သူ့ရဲ့ရင်ဘက်အကျေဆိုရင်ယူဇနာ600တဲ့ခြေဘွားလက်ဘွားတွေခြေချောင်းလက်ချောင်းတွေအမျက်ခုံးနှစ်ခုရဲ့ကြားပဲထားမျက်ခုံးနှစ်ခုရဲ့ကြားဆိုရင်ကိုယူဇနာ90တိရှိတယ်တဲ့เนาะသူ့ရဲ့မျက်လုံးအကျေဆိုရင်ယူဇနာ90နှာခေါင်းတို့ကတွင်းတို့ပါးစပ်ဝါတို့အဲ့ဒါကြီးအားလုံးကိုဒါပါဠိပိဋကတ်ဒီမှာအထာဂရာမှာတော့အတိအကျကိုပါတယ်ပေါ့နော်ဒါမှဒီနေရာမှာတော့မပြောတော့ဘူးဒါသူကမဟာသမုဒ္ဒရာဆင်းလိုက်ပြီဆိုရင်တော့မှမဟာသမုဒ္ဒရာရေကသူ့ရဲ့ဒူးလောက်ပဲရှိတယ်ဆိုတော့သူ့ရဲ့ခန္ဓာကိုယ်အတဘောကတော့အရင်ကြီးတာပေါ့သူကခန္ဓာကိုယ်အတဘောကြီးသလောက်လဲတကူအာနုဘောကြီးတယ်ဒါကြောင့်သူဘာလုပ်လဲဒါလန္နသားနေနသားတွေကိုသူကဖမ်းပြီးကစားတယ်လို့လဲဒါအများပြောတယ်ပေါ့နော်နောက်ပြီးမြတ်စွာဘုရားနဲ့တွေ့တဲ့ခါမှာလဲဘာလုပ်လဲမြတ်စွာဘုရားလိုက်ပြီးတကူပြိုင်နေပေါ့မြတ်စွာဘုရားကဒါယာဟုအတုရိန်ရဲ့မာနကိုချိုးဖျက်ဖို့အတကူတော်နဲ့သူ့ရဲ့မျက်နှာတော်ကိုဖူးမြင်လို့မရအောင်ဒီခဏအတဘောအကြီးဖမ်းပြီးတော့ဒီယာဟုအတုရိန်ရဲ့မာနကိုနှိမ်နှင်းရတာပေါ့အစွမ်းထက်ပြီးဆိုရင်မာနကတော့တက်တာထုံးစံပဲလေအေးဘာဖြစ်ဖြစ်ဒါမာသမယတော်တော်ထဲမှာဆိုရင်ပိုက်28ကာကြီးခါခွေကအတုရနတ်တွေနဲ့မာနအကြောင်းခန်းငယ်ပိုက်ကယာဟုအတုရိန်ရဲ့အကြောင်းဖြစ်တယ်ဒါဒီတို့တော်ကိုယူဖတ်တယ်ဆိုလို့ရှိရင်ဒီအကြောင်းအရာတွေသိပြီးမှယူလို့ရှိရင်ပို့ပြီးတော့လေးနက်တယ်ပေါ့နော်အဆင်ပြေပါစေဘေးကင်းပါစေအောင်မြင်ပါစေ